ညကြီးမှုချုပ်တောနဲ့ထဲမှာစီမှုတယောက်သူ့အစိမပြေးနေတဲ့တောဝက်နောက်ကိုအမဲလိုက်နေခဲ့တယ်တောဝက်လာမဲ့လမ်းမှာတစ်ပင်ပေါ်ကနေခုန်ချပြီးဓာတ်နဲ့တောဝက်ကိုဇက်တိန်ပေးလိုက်ပါတယ်စီမှုတောဝက်ကိုထမ်းပြီးပြေးနေတော့သူ့ရဲ့ခါကြကပလဲလုံးကအယောင်တွေထွက်လာတဲ့အခါတိုင်းဘေးအန္တရာယ်ကြုံလာမှာကိုငါ့ကိုအမြဲတည်းပေးနေတာကြားပြီးဒါမှမဟုတ်ဒီနားမှာတခြားလူကိုအန္တရာယ်ပြုတ်မဲ့တရဝါတွေစီနေသလားတွေးနေရင်သူ့အစိကဖျားเจ้าပြတ်ထဲမှာမီးရောင်တွေတွေးတော့လူစီနေသလားမသိဘူးစီမှုကဖျားเจ้าစိတ်ကတကားကြားကနေအထဲကိုချောင်းကြည့်လိုက်တော့လူကြီးတယောက်နဲ့မိန်းကလေးတူပါလာလက်နက်လည်းမရှိဘူးတိုင်တက်တဲ့လူတွေမဟုတ်တော့ဘူးဆိုပြီးအထဲကိုဝင်ဖို့တကားကိုတွန်းဖိလိုက်တဲ့အခါတကားနဲ့ချိထားတဲ့ကြိုးတွေကအတက်ဝင်လာပြီးထောင်ချောက်တွေဆင်ထားတဲ့မြားတွေကတူးထန်လာနေလို့ဓာတ်နဲ့ကကွယ်လိုက်ရတယ်တိုင်နာကလူတယောက်ကသူ့ကိုလက်နက်ပုံနဲ့ပစ်လိုက်လို့ဆောင်းလိုက်ပြီးပြေးပြီးတော့စီမှုကဓာတ်နဲ့ထိုးလူကိုထိုးမဲ့အချိန်မှာမိန်းကလေးကအစိကကပေးနေလို့စီမှုဓာတ်ကိုအမြန်တိန်လိုက်ရတယ်ခမရတို့ဘသူတွေလဲဘာလို့လူကိုရံပြုတ်ဖို့ထောင်ချောက်တွေဆင်ထားတယ်လဲလို့ဒါနဲ့ချိန်ထားရင်ချီမှုကမေးလိုက်ပါတယ်ဒီကတက်ခင်လေးစိတ်ဆော့ပါအောင်ဦးလေးတို့တာအဖကဒီကနေဖြတ်သွားရင်ဖះเจ้าပြတ်ထဲမှာမိုးဝင်ခိုးတာပါတောတဲကတရဝါဒီအော်ဒန်ကြားရလို့တာကောင်းတွေရန်ကကာကွယ်ဖို့ထောင်ချောက်တွေဆင်ထားတာပါဒီကတက်ခင်လေးကတကားကိုဖွင့်လိုက်တော့အခုလို့အထင်လွဲစရာတွေဖြစ်လာတာလို့သူအစိကဦးလေးကအကြောင်းစုံဆင်းပြနေပါအကြောင်းစုံတိသွားတော့စီမှုကဘာမှမလုပ်တော့ပဲခွင့်လွှတ်ပေးလိုက်ပါတယ်စီမှုကမီးမွေးထားပြီးအသားပေါင်တစ်ချောင်းကိုမီးကင်ထားပါတယ်မိန်းကလေးကအသားကင်ကိုကြည့်ပြီးတရီယူနေတဲ့အချိန်စီမှုလှည့်ကြည့်လိုက်တာမျက်လုံးချင်းစုံသွားလို့ဆက်ဆက်နဲ့မျက်နှာလွှဲလိုက်ပါတယ်ဒီကတခင်လေးကတာမှမဟုတ်ဘူးဘလို့လို့လူတူကင်းမဲ့တဲ့တောတဲကိုတယောက်ထဲလာတာလဲလို့ဦးလေးကမေးလိုက်တဲ့အခါအပြင်းအပြည့်အမဲလိုက်ထွက်ခဲ့တယ်လို့စီမှုကပြန်ဖြေလိုက်ပါတယ်တိုင်သမားတွေထဲမှာလူတစ်မျိုးကထူးခြားတဲ့တွေးမျိုးဆက်ကိုပိုင်ဆိုင်ထားတယ်ပြီးတော့အရန်အားကောင်းတဲ့စွမ်းရည်ကိုလည်းနှိုးစားနိုင်တယ်မဟုတ်မှလွယ်ရောတခင်လေးရောတူတိုးတို့ပဲလာလို့ဦးလေးကသူ့ကိုကြည့်ပြီးပြောနေလို့ဦးလေးကနောက်နေပြန်ပြီးကျွန်တော်ကတာမန်လူတွေထက်နည်းနည်းပဲအားပိုကြီးတာပါစီမှုကဖြေရင်အသားကိုစက်ကိနေပါတယ်ဦးလေးတို့အသားကင်စားအောင်မလားစီမှုကမေးလိုက်တဲ့အခါဦးလေးကညင်းဖို့လုပ်ပင်မဲ့သူ့ဘေးကတူတမီဘိုက်ကအော်ဒန်တွေကြားနေရလို့လက်ခံလိုက်ပါတယ်ဦးလေးနာမည်ကတော့ကျုံးမင်ဒါကဦးလေးတမီကျုံးဆိုးဆိုပြီးမိတ်ဆက်လိုက်ပါတယ်ကျွန်တော်နာမည်ကစီမှုဆိုပြီးစီမှုလည်းပြန်မိတ်ဆက်လိုက်ပါတယ်စိတ်တခင်လေးကိုကြည့်ရတာနေကန်လိုပဲဖုံမျိုးကိုဘလို့တွားရတယ်လေဦးလေးကမေးလိုက်ပါတယ်တောင်အောက်ကိုဆင်းလိုက်ရင်လမ်းအတိုင်းဆက်သွားရင်တိတ်မကြခင်ရောက်မယ်လို့စီမှုကလမ်းညွှန်ပေးလိုက်ပါတယ်ဦးလေးတို့ကသမီးလေးရဲ့စစ်ဆက်ပွဲအတွက်ဝူမိသားစုကိုတွားမလို့တူလို့စကားပြောနေတဲ့အချိန်မကောင်းဆိုးဘွားတကောင်တကားကိုဖျက်ပြီးဝင်လာပါတယ်မကောင်းဆိုးဘွားကပြေးဝင်တိုက်ခိုက်လို့ဦးလေးတို့အဝေးမှာဆောင်းထားကြဖို့စီမှုကပြောလိုက်ပြီးတူထန်ပြေးဝင်လာတဲ့မကောင်းဆိုးဘွားကိုဓာတ်နဲ့ခုတ်လိုက်ပေမဲ့မကောင်းဆိုးဘွားဓာတ်ချက်ထိပ်ပြီးဘာမှမဖြစ်တာစီမှုအံ့ဩနေတယ်တိုက်ခိုက်နေရင်မကောင်းဆိုးဘွားကထွက်ပြေးနေတဲ့တာဖကိုပဲမေပြီးတိုက်ခိုက်နေပါတယ်စီမှုကတူတို့ကိုကာကွယ်ပေးလိုက်ပြီးမကောင်းဆိုးဘွားရဲ့လက်တိချက်ထိပ်ပြီးအနောက်တို့ဆုတ်သွားလိုက်ရတယ်ဗဇက်ကနေတဲ့တွေးအနေငယ်ထွက်သွားခဲ့တယ်မကောင်းဆိုးဘွားစီမှုလက်ပင်ကိုညှစ်ထားတဲ့အချိန်ဦးလေးကလက်နက်ပုံနဲ့ပစ်လိုက်လို့ဂုတ်ပိုးနေရမှာဒဏ်ရာရသွားခဲ့တယ်အားနေချက်ကဂုတ်ပိုးနေရမှာဆိုတာစီမှုတိတ်သွားခဲ့တယ်လက်နက်ပုံနဲ့ပစ်နေတဲ့ဦးလေးထံမကောင်းဆိုးဘွားရောက်ကန်ဒီမှာစီမှုကဓာတ်နဲ့ပိုင်လိုက်တဲ့အခါမကောင်းဆိုးဘွားလဲကျသွားခဲ့တယ်တေးပြီးအထင်နဲ့အစေတို့ထွက်လာတဲ့အချိန်ထိုဦးလေးကိုမကောင်းဆိုးဘွားအနောက်ကနေဆွဲပြီးလက်တဲကျွန်းနေနဲ့ထိုးလိုက်လို့ဦးလေးကြီးဝမ်းပိုက်ထုတ်ချင်းပေါက်သွားခဲ့တယ်ဦးကောင်းကိုအမြန်လာဖြတ်ဖို့ဦးလေးကြီးကအော်ပြောလိုက်တဲ့အချိန်စီမှုကခုံပြီးဓာတ်နဲ့ဦးကောင်းကိုခုတ်ပိုင်လိုက်ပါတယ်မကောင်းဆိုးဘွားကောင်းပြက်ပြီးအခုမှတေဆုံးသွားပါတယ်မကောင်းဆိုးဘွားကိုစီကနေတစိမ့်ပြတစ်ခုအစိမ့်မှကြာလာလို့စီမှုကောက်ယူကြည့်လိုက်ပါတယ်လဲကျနေတဲ့ဦးလေးအနာတွားလိုက်တဲ့အချိန်ဦးလေးစိတ်ပူနေတာတစ်ခုရှိတယ်ဘူမိသားစုကဦးလေးမရှိတော့ရင်ဦးလေးတမီးကိုတူတူအနိုင်ကျင်းမှစိတ်ပူရတယ်အစားကဘူမိသားစုနဲ့ဦးလေးတမီးကိုလက်ထပ်ပေးမလို့ပဲအခုဦးလေးတမီးအတွက်စိတ်မချဘူးဒါကဦးလေးတို့ကျုံမိသားစုရဲ့ယရနာပဲစိတ်တခင်လေးကိုလက်ဆောင်ပေးလိုက်မယ်မင်္ဂလာခန်းဝင်လက်ဆောင်အနေနဲ့ဦးလေးတမီးကိုစိတ်တခင်လေးလက်ထက်အပ်ခဲ့မယ်ပြောပြီးတာနဲ့ကျုံဦးလေးကတေဆုံးသွားပါတယ်ကျုံမင်္ဂလေးကသူ့အဖေရဲ့မြေပုံအစိမငိုနေပါတယ်စီမှုကသူ့လက်ထက်ကလက်ဆောင်ယရနာကိုမိန်းကလေးကိုပြန်ပေးနေတဲ့အခါအဖေကတခင်လေးကိုပေးပြီးတာလက်ဆောင်ကိုကျမပြန်မြူပြရစီနဲ့မင်္ဂလာကိစ္စကိုလည်းစိတ်ထဲမထားဖို့မိန်းကလေးကပြောလိုက်ပါတယ်ကျွန်တော်ကဖုံမျိုးထဲမှာစားတောက်ဆိုင်တစ်ဆိုင်ဖွင့်ထားတဲ့မိန်းကလေးတို့ယရနာကိုပြန်ယူခြင်းရင်ကျွန်တော်ကိုအဲမှလာစားဖို့နဲ့မိန်းကလေးကိုစားကျွန်တော်တင်ထားပေးမယ်အခုမိန်းကလေးကိုဝူမိသားစုစီတဲ့နေရာကိုလိုက်ဖို့ပေးမယ်လို့စီမှုကမိန်းကလေးကိုပြောလိုက်ပါတယ်ဝူအိမ်တကားကနေလူတူထွက်လာခဲ့ပြီးကျုံမင်းကလေးကိုမြင်သွားတဲ့အခါမှတ်မိသွားပြီးပါလို့ကျုံအကူရောမတွေ့ပါလားမေးလိုက်တဲ့အခါအဖေကတောထဲမှာမကောင်းဆိုးဘွားတက်ခံလိုက်ရတယ်လို့မိန်းကလေးကပြန်ဖြေလိုက်ပါတယ်ချီမှုလဲတူတောက်ဝင်ကြည့်ပြီးမို့အားလုံးကိုနှုတ်ဆက်ပြီးထွက်လာခဲ့ပါတယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တင်ဆက်ပေးတဲ့အပိုင်းကတော့ဒီမှာပဲပြီးဆုံးပါပြီကျွန်တော်ရဲ့ YouTube Channel လေးကိုလည်း Like and Subscribe နဲ့ Notification ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ပေးဖို့အားလုံးကိုတောင်းဆိုချင်ပါတယ်ခင်ဗျာအားပေးတဲ့တယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်